မင်္ဂလာပါရှင်မိုးခင် online shop ကနေကြိုဆိုပါရရှင် ဒီနေ့ဝေမိတ်ဆက်ပေးမှာကတော့ဒီလိုမျိုးမီနီကူလင်းဖန်တွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်သူ့မှာဆိုရင် step အနေနဲ့က3 step ပါပါတယ်ရှင်1 2 3 step ပါတယ်ပြီးတော့ဒီကောင်လေးကကြတော့ကူလင်းပေါ့နော်ရေးထည့်ပြီးတော့အသုံးပြုလို့ရရင်ရေးထည့်ပြီးတော့အသုံးပြုလို့ရတဲ့ခလုတ်လေးဖြစ်ပါတယ်ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးကြီးပါဒီမှာဆိုတစ်ပေါက်ပေါ့နော်နှစ်ပေါက်3ပေါက်ဒီအကောင်လုံး3ခုလုံးဖွင့်လိုက်မယ်ဆိုရင်တော့ဒီမျိုးအပေါက်အကုန်လုံးထွက်ပါတယ်ရှင်အကုန်လုံးထွက်ပါတယ်ရှင်ပြန်ပိတ်လိုက်ပါမယ်ရှင်ဒီကောင်လေးဒီမီခလုတ်လေးကကြတော့ညအိမ်မီခလုတ်လေးပါရှင်ညအိမ်ညဘက်မှာဆိုတဲ့ညအိမ်မီအနေနဲ့ပါအသုံးပြုလို့ရတယ်ဒါလေးကတော့တိုင်မှာပေးတဲ့ခလုတ်လေးတိုင်မှာဆိုရင်လည်း3နာရီထိတိုင်မှာပေးလို့ရတဲ့ခလုတ်လေးဖြစ်ပါတယ်ရှင်ပြီးတော့သူ့ကိုမီးနဲ့အသုံးပြုလို့ရတယ်လို့ပါဝါဘက်နဲ့လည်းအသုံးပြုလို့ရပါတယ်ရှင်ဒီလိုအရန်မိုက်တဲ့မီနီကူနစ်ဖန်လေးကိုရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့3000နဲ့မှ1000ပဲဖြစ်ပါရဲ့ရှင်အရန်ကိုမှတန်နေလိုမျိုးမီနီကူနစ်ဖန်လေးကိုတိုက်မှာပါပေးလို့ရတဲ့ပစ္စည်းလေးဆိုတော့အရန်ကိုမိုက်ပြီးတော့အရန်ကိုတန်ပါတယ်ရှင်